ဗုဒ္ဓအဋ္ဌိနတ္ထိဘာဝမြတ်စွာဘုရားဆိုတာတကယ်ရှိခဲ့သလားသို့မဟုတ်တကယ်မရှိခဲ့ဘူးလားသမိုင်းထောက်ထားနဲ့ရှိခဲ့သလားဆိုတာဘယ်လိုနဲ့သိနိုင်တယ်လဲဆိုဘေကုံမေးတာပေါ့နော်အဲ့တော့ဗုဒ္ဓဘာသာဝင်တွေလည်းကိုယ်မေးရင်ဘယ်လိုဖြေရမလဲဆိုတဲ့အဖြေလေးတွေကစိတ်ဝင်စားစရာအကောင်းတယ်မှတ်သားနာယူကြမယုံကြည်တဲ့ပုဂ္ဂိုလ်အပဲဖြစ်စေဒီမေကုံတွေကိုမေးလာတဲ့အခါဖြေနိုင်ဖို့လိုအပ်တယ်ပေါ့ယမယကဗုဒ္ဓဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကဒီလိုမေကုံမျိုးတွေမေးခဲ့ကြတာတွေရှိတယ်ဘုရားဘာသာထဲမှာလည်းမယုံကြည်တဲ့ပုဂ္ဂိုလ်တွေကလည်းဒီမေကုံမျိုးတွေမေးတတ်တယ်ပေါ့အဲ့တော့မိလိမ့်နာမင်းကြီးကတော့သူကိုယ်တိုင်ကဖိဋကသုံးပုံစာပေတွေကိုနှံ့နှံ့ဆက်ဆက်လေ့လာပြီးမရှင်းလင်းတဲ့အချက်တွေမေးတာတော့သူကိုယ်တိုင်ကဘုရားကိုမယုံကြည်သူတော့မဟုတ်ယုံကြည်သူဖြစ်တယ်ပေါ့သို့တော်လည်းဒီလိုမေးခွန်းတွေမေးမယ်ဆိုလို့ရှိရင်ဘယ်လိုဖြေကြမလဲဘယ်လိုဖြေသလဲဆိုတာကိုသူသိရှိနားလည်ခြင်းလို့မေးတာလည်းဖြစ်နိုင်တယ်ပေါ့အဲ့တော့သူကမေးခွန်းနဲ့စားတယ်သူကဘုရားရှိမရှိဆိုတဲ့နေရာမှာအရှင်နာဂတေနာတဲ့အရှင်ဘုရားဗုဒ္ဓကိုယ်တိုင်မြင်မှုသလားဆိုမေးခွန်းတယ်ဒီမေးခွန်းကစကားကတ်တော့မဲ့ဆိုတာဟောဆိုဘုရားပြိဋိဘံစံသွားတာနှစ်ပေါင်း900နီးပါးရှိတယ်အဲ့မှာဘုရားကိုကိုယ်တိုင်မြင်ခဲ့တာလားဆိုမေးခွန်းမေးတာနော်သူစတင်မေးလိုက်တော့ဗုဒ္ဓတရားဒိဋ္ဌောရှင်ဘုရားကိုယ်တိုင်ဗုဒ္ဓကိုမြင်ခဲ့ဘူးသလားလို့ဆိုရှင်နာတကသေနာဖြေတယ်နာဟိမဟာရသမမြင်ဘူးပါဘူးတဲ့ဘုရားကိုသူကိုယ်တိုင်မမြင်ခဲ့ဘူးပါဘူးတဲ့မမြင်ခဲ့ဘူးလို့ဖြေတဲ့အခါကျထပ်မေးတယ်ရှင်ဘုရားမမြင်ခဲ့ဘူးဆိုရင်ရှင်ဘုရားဆရာတွေရောဘုရားကိုမြင်ခဲ့ဘူးသလားသူရဲ့ဥပိ္ပဇေဆရာတွေကလည်းဘုရားပြိဋိဘံစံပြီးမှပြိဋိဘံစံပြီးနှစ်ပေါင်း900နီးပါးခါကြမှာပေါ်လာတဲ့ပုဂ္ဂိုလ်တွေကိုအဲ့တော့ဖြေတယ်အေးသူတို့လည်းမမြင်ဘူးပါဘူးတဲ့သူကိုယ်တိုင်လည်းမမြင်ဘူးသူဆရာတွေကလည်းဘုရားကိုမမြင်ဘူးမတွေ့ဘူးအဲ့လိုဆိုလို့ရှိရင်တေနဟိနတ္ထိဗုဒ္ဓောမမြင်ဘူးဆိုလို့ရှိရင်ဘုရားမရှိဘူးပေါ့တဲ့ဒီလိုပြောတဲ့စကားမျိုးသူကကပ်ပြီးတော့မေးတဲ့ပုံစံလောကမှာမြင်ဘူးမှရှိတယ်လို့ပြောလို့ရတာမှမဟုတ်တာမမြင်ဘူးတဲ့ရှိနေမမွေးခင်ကကိုယ့်အဖေကိုမြင်ဘူးကြလို့လားနော်မမွေးခင်ကဘယ်သူမှမြင်ဘူးတာမဟုတ်အမေလည်းမမြင်ဘူးအဖေလည်းမမြင်ဘူးမွေးလာပြီးတော့မှဒါအမေဒါအဖေဆိုပြီးမှတ်သားချဒီလိုအဲ့တော့ဗုဒ္ဓဆိုတာကိုယ်တိုင်လည်းမမြင်ခဲ့ဘူးကိုရောဆရာတွေကလည်းမမြင်ခဲ့ဘူးဆိုရင်ဒီလိုဆိုရင်ဗုဒ္ဓမရှိဘူးပေါ့လို့ဒီလိုပြောတာအဲ့တော့ရှင်နာဂသေနာသူ့ကိုပြန်ပြီးတော့မေးခွန်းထုတ်တယ်ကိမ္ပနမဟာရာဇဟိမဝတိဥဟာနတိတရားဒိဋ္ဌဟိမောတာမှာအဲ့ဒီခေတ်တုန်းကဥဟာဆိုတဲ့မြစ်ကြီးရှိတယ်ဒီမြစ်ကတခြားနေရာမှာတော့မတွေ့ဘူးအခုဝိလိဏပညာမှာသာလေဥဟာလို့မြည်ရတဲ့မြစ်ရှိဟိမောတာတောင်ပေါ်မှာဒါကတော့တောင်ကြားမြစ်ဆိုတာရှိနိုင်တာဗမာပြည်မှာလည်းမြစ်တွေအများရှိတာပဲလေဒုဋ္ဌဝတီမြစ်တို့ဘာလို့ဆိုတာတချို့လူတွေမြင်မှုချင်မှမြင်မှုမဲကောင်းမြစ်တို့မြစ်တွေဆိုတာတော့ရှိတာသီပေါမြို့နယ်နေတဲ့လူတွေကသီပေါမြို့နာကပ်ပြီးတော့ဒုဋ္ဌဝတီမြစ်ကစီးသွားတာစီးသွားတော့သီပေါမြို့ကလူတွေကတော့ဒုဋ္ဌဝတီမြစ်ကမ်းပါးမှာနေချတော့ဒီမြစ်ကိုသိကြ
ဝေးလံတဲ့ဒေသပုဂ္ဂိုလ်တွေကတော့ဒီနေ့ကိုသိမှာအဲ့တော့ဟိမဝန္တာတောင်ဆိုတာလူသူရောက်ပေါက်နေတဲ့နေရာမှာမိရိဒမင်းကြီးကလည်းဟိမဝန္တာတောင်နှံ့နှံ့ဆက်ဆက်အကုန်သူရောက်ဖို့မဟုတ်ဘူးအဲ့ဒါကြောင့်မို့ဟိမဝန္တာတောင်ကသမိုင်းသဘောအရဟိမဝန္တာတောင်မှာဥဟာဆိုတဲ့မြစ်ရှိတယ်မြန်မာပြည်မှာတောင်မှပဲမေခမေလိခဆိုတဲ့အေယဝတီရဲ့အစမြစ်တွေဟာမရောက်ဘူးတဲ့လူကြတော့ထူးဆန်းတယ်အဲ့မေခမေလိခရဲ့အထက်မှာတခါရှိသေးတယ်မူလာရှိတီဆိုတာရှိသေးတယ်ဥဒ္ဒအုပ်ပဲမူလာရှိတီဘုန်းကြီးတို့တောင်မနစ်ကမှမြင်မှုတဲ့အဲ့ဒီမြစ်ကိုမူလာရှိတီကနေပြီးတော့စီလာအဲ့တော့ကိုမရောက်ဘူးတဲ့နေရာဆိုရင်တော့မြင်ဘူးဖို့ဆိုတာမတမခဲနေဟိမဝန္တာမှာဥဟာဆိုတဲ့မြစ်ရှိတယ်ဥဟာမြစ်ကိုသေမင်းကြီးမြင်ဘူးလားလို့ဆိုမမြင်ဘူးပါဘူးတဲ့သေမင်းကြီးရဲ့ဖခမည်းတော်ရောအဲ့ဒီမြစ်ကိုမြင်ဘူးသလားဆိုဖခမည်းတော်လည်းမြင်ဘူးတယ်လို့ပြောဘူးတဲ့ဒီလိုဆိုရင်ဥဟာမြစ်ဆိုတာမရှိဘူးပေါ့တချို့ကိစ္စတွေကြတော့စကားကတ်လို့ရှိရင်အကတ်နဲ့ပဲပြန်မေးရတယ်သူကနော်ကတ်တဲ့စကားနဲ့ပဲပြန်မေးရတယ်အနုဘုဆိုလို့ရှိရင်ပြဿနာမပြေတတ်ဘူးပေါ့ဒါဖြေတဲ့နေရာမှာစိကံလိမ္မာကျွမ်းကျင်မှုလို့ဆိုရှင်နာဂသေနာကမိဂောအဖြစ်ထုတ်တဲ့နေရာမှာလိမ္မာကျွမ်းကျင်တော့မိလိန်နာမင်းကြီးကိုပြန်ပြီးတော့သူကမိဂောနေပြန်ထုတ်တာပြန်ထုတ်တော့ဒီလိုဆိုလို့ရှိရင်သေမင်းကြီးကိုယ်တိုင်လည်းဥဟာမြစ်ကိုမမြင်ဘူးဟိမဝန္တာတောင်ကဥဟာမြစ်ကိုမမြင်ဘူးသေမင်းကြီးရဲ့ခမည်းတော်ကြီးကလည်းမမြင်ဘူးဆိုဟိမဝန္တာတောင်ကဥဟာမြစ်မရှိဘူးပေါ့မမြင်ဘူးရင်မရှိဘူးပေါ့လို့ဒီလိုမှတ်ချက်ဆွဲလိုက်တဲ့အခါကျတော့ဘာပြောတော့ဆိုရှိတယ်ပေါ့တဲ့အရှင်ဗျာဘာလို့လို့ဆိုရင်ဥဟာမြစ်အကြောင်းကိုရေးသားပြီးပြောဆိုထားတာတွေရှိတာဟုတ်ဥဟာမြစ်ရှိတာပေါ့တဲ့တပည့်တော်ကိုယ်တိုင်မမြင်ဘူးတော့လဲတပည့်တော်ရဲ့ခမည်းတော်ကြီးမမြင်ဘူးတော့လဲဥဟာမြစ်ဆိုတာရှိတယ်နော်မမြင်ဘူးတာမမြင်ဘူးတာနဲ့ဆိုင်မဆိုင်တာရှိမရှိကလူကအကုန်လုံးလိုက်ပြီးမြင်ရတာမြင်ဘူးတာမှမဟုတ်တာအဲ့မမြင်ဘူးလို့မရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောတဲ့အခါကျတော့လိမ္မာပတ္တဆိုမေဝနေပြန်ပြီးတော့ပြီးတဲ့အခါမှာသူအဖြေပေးပြီးသားဖြစ်သွားဟိုဟာမြစ်ဆိုတာရှိတယ်ဆိုတော့ရှင်နာဂသေနာဒီအတိုင်းပဲပေါ့တဲ့ငါလည်းမမြင်ဘူးငါရဲ့ဆရာတွေလည်းမမြင်ဘူးဒါပေမဲ့လို့ဘုရားဆိုတာရှိတယ်ဒီလိုပြန်ပြီးတော့သူကဖြေလိုက်တာပေါ့နော်အဲ့တော့ဖြေဆိုမှုနဲ့ပတ်သက်ပြီးတော့လိမ္မာကျွမ်းကျင်မှုသင်ကြားပို့ချပေးတယ်ပေါ့မိလိန်နာမင်းရဲ့မိဂောဟာရုတ်တရက်ဆိုရင်ကြောင်သွားနိုင်တယ်ပေါ့ဘုရားရှိလားမရှိလားဆိုတဲ့မိဂောဟာမမြင်ဘူးရင်မရှိဘူးဆိုတဲ့ conclusion ကိုဆွဲမဲ့သဘောသူကလောက်တယ်လောကကြီးမှာမမြင်ဘူးပဲနဲ့ရှိနေတာတွေအများကြီးပဲပင်လယ်ထဲမှာအလွန်ထူးဆန်းတဲ့သတ္တဝါတွေနော်မမြင်ဘူးတောထဲမှာအလွန်ထူးဆန်းတဲ့သတ္တဝါတွေမြင်မှုကြတာမဟုတ်သို့တော့တစားတစားနဲ့လောကမှာထူးခြားတဲ့အရာတွေဟာစူးစမ်းလေ့လာသူတွေကဒီကနေ့ခေတ်တော့ကင်မရာတွေနဲ့ရုပ်ပုံလွှာတွေမှတ်တမ်းတင်ပြီးတော့ပြတဲ့အခါမှာတော်တော်များများလူတွေဟာသိရှိလာကြမြင်ဘူးလာကြအစိတ်ကိုမမြင်ဘူးတော့လည်းပဲပုံကိုမြင်ဘူးလာကြ